Hello အားလုံးပဲမင်္ဂလာပါရှင်ခင် Beauty Salon Channel မှာကြိုဆိုပါရစေနေခွာပြီးတော့အဖြူရတဲ့ထွက်နေတော့လေဆက်ချက်လက်ချနဲ့အမဆိုပုံအပ်လိုက်ပါပြီဟုတ်ပါတယ်ဒီညီမလေးရဲ့သပင်လေးကအပေါ်ကငကိုသပင်လေးတွေထွက်နေတာ6လလောက်ရှိနေပါပြီအောက်ဖက်မှာအရင်တုန်းက rebound လို့ဆေးဆိုးထားတာလေးတွေလည်းရှိနေပါတယ်ဒီညီမလေးရဲ့ငကိုသပင်လေးကအဖြူလဲနည်းနည်းရှိနေတော့ rebound လေးလုပ်ပြီးတခါတည်းသပင်ကာလာလေးလည်းညှိပေးလိုက်ပါတယ်နောက်ဆုံးပြီးသက် hair cutting လေးမှာတော့ hair style တစ်လေးချိန်ပေးလိုက်ပါတယ်ကဲခင် Beauty Salon ကိုယုံကြည်စွာရောက်ရှိလာတဲ့ဒီညီမလေးရဲ့ပြုံးပျော်ရွှင်သွားတဲ့ဗီဒီယိုလေးကိုအားလုံးလည်းပျော်ရွှင်ရအောင်ဝေမျှပေးလိုက်ပါတယ်ရှင်